အဘွားဟာအလုံးကိုခေါင်းမပြီးလူတွေပြောသမျှရဲ့စန့်ကျင်ဘက်ကိုပဲအမြဲတမ်းလှုပ်လှရှိရသူပါတနေ့မှာသူခင်မွန်ကနေပူရဲသွားရင်တင်းတော်ရဲ့အဝတ်စားဝတ်ဖို့ပြောပေမဲ့သူမကတော့စောင်းတွင်းဝတ်တဲ့အနှွေးတဲ့ကြီးဝတ်ပြီးနေပူရဲမှာသွားထိုင်နေခဲ့ပါတယ်ခင်မွန်ဖြစ်သူကမြင်းစိုးတကောင်ကိုအတင်းထိန်နေတဲ့အချိန်မှာသူမကအနာကိုရောက်လာတဲ့အတွက်မြင်းနာကိုမကပ်ဖို့ခင်မွန်ဖြစ်သူကတတိပေးခဲ့ပေမဲ့သူမကတော့မြင်းနောက်တဲကိုသွားတဲ့အတွက်မြင်းကနာကိုခံခဲ့ရပါတယ်မှုရှာရင်ခင်မွန်ဖြစ်သူကအကူအညီတောင်းတဲ့အခါမှာလည်းကူညီဖို့နေတတာခင်မွန်ဖြစ်သူရဲ့မှုပုံးကိုပါကန်ချခဲ့ပါတယ်ခင်မွန်ဖြစ်သူကစိတ်ပြတ်လို့သူမကိုမိတ်ဆတကောင်ကလာခေါ်သွားဖို့ဆူတောင်းလိုက်ရမှာတကယ်ပဲငရဲတကာပွင့်လာပြီးအဘွားကငရဲကိုကြာသွားခဲ့ပါတယ်ငရဲပြည်ကိုရောက်သွားတဲ့အခါမှာတော့ငရဲမင်းကသူမကိုစူပွက်နေတဲ့စီအိုးရဲကိုတွန်းချဖို့ကြိုးစားပေမဲ့သူမကပဲငရဲမင်းကိုပြန်တွန်းချလိုက်တဲ့အတွက်ငရဲပြည်မှာပါကတောင်းကနေဖြစ်ကုန်ပါတယ်အဘွားကငရဲမင်းပြောသမျှကိုစန့်ကျင်ဘက်တွေပဲလုံးနေတာကြောင့်နောက်ဆုံးမှာတော့ငရဲမင်းကအရှုံးပေးပြီးသူမကိုပြန်လာခေါ်ပေးဖို့ခင်မွန်ဖြစ်သူစီမှာလာရောက်တောင်းပန်ခဲ့ပါတယ်ခင်မွန်ဖြစ်သူကမခေါ်နိုင်ကြောင်းပြောတဲ့အခါမှာတော့နတ်ဆိုးကခင်မွန်ဖြစ်သူကိုရွှေရင်းကတက်အိတ်ပေးမယ်လို့ပြောပါတယ်ခင်မွန်ဖြစ်သူကငရဲမင်းရဲ့ရွှေရင်းကတက်အိတ်ကိုလက်ခံလိုက်ပြီးသူ့ရဲ့ဇနီးကိုပြန်ခေါ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အခုဆိုရင်အဘိုးကသူမကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုသိသွားခဲ့ပါပြီအဲ့ဒါကတော့သူမကိုတခုခုလုံးစိတ်ချင်းအဲ့ဒီရဲ့စန့်ကျင်ဘက်ကိုပဲခိုင်းဖို့ပါပဲပြီးတော့ပါပြီ